နေ့ဆိုတာမျိုးကလှုပ်ရှားနေမှနေ့ဆိုတဲ့တဘာဝကအသက်ဝင်နေပေါ့နေ့ဆိုတာကလှုပ်ရှားနေရမယ်ရုန်းကန်နေရမယ်အဲဒီလိုပဲညဆိုတဲ့သဘောကတိတ်ဆိတ်ခြင်းငြိမ်သက်ခြင်းရှိမှလာညဆိုတဲ့သဘောကအသက်ဝင်မှာအဲဒီလိုပဲကျွန်တော်ရဲ့ဘဝဆိုတာဤမောခြင်းပျော်ရွှင်ခြင်းတွေနဲ့တူဝမ်းနည်းခြင်းကြေကွဲခြင်းတွေပြောင်းလဲခြင်းတွေအကွေးကောက်တွေကြမ်းတမ်းခြင်းတွေဒီလိုမျိုးအနေအမြင့်တွေနဲ့ပြောင်းလဲ